အားလုံးမင်္ဂလာပါခင်ဗျာ Burmese Garden US ကနေပြန်လဲကြိုဆိုပါရစေဒီတစ်ခေါက်ကျွန်တော်တင်ပြနေတဲ့အကြောင်းအရာကတော့ကျွန်တော် channel မှာအပင်တွေစိုက်တဲ့အခါမှာအပင်ကြီးထွားမှုနှုန်းကိုအတောင့်အယှက်ဖြစ်စေတဲ့ဒီမြက်ပင်တွေရဲ့ရန်ကနေကာကွယ်ဖို့အတွက်ကျွန်တော်ပင်တွေကိုကျွန်တော်မြေချစိုက်တဲ့အခါမှာဘယ်လိုနည်းစနစ်ကိုသုံးလဲဘယ်လိုချစိုက်ထားလဲဆိုတာကိုကျွန်တော်တင်ပြချင်တာပါပြီးတော့လည်းအပင်တွေကိုရေလောင်းတဲ့အခါမှာကိုလောင်းတဲ့ရေရဲ့တရားရာခိုင်နှုန်းလုံးကိုကိုယ့်အပင်ကစုပ်ယူဝင်ရအောင်မြည်စီမြေဩဇာကျွေးတဲ့အခါမှာလည်းပဲကိုကျွေးလိုက်တဲ့မြည်စီမြေဩဇာရဲ့တက်ကိုစိုက်တဲ့အပင်ကတရားရာခိုင်နှုန်းစုပ်ယူဝင်ရအောင်ဘယ်လိုပုံစံမျိုးနဲ့ကျွန်တော်စိုက်ထားသလဲဆိုတာကိုကျွန်တော်ဒီဗီဒီယိုကြည့်ရှုတဲ့ပရိသတ်တွေရောကျွန်တော်ရဲ့ customer တွေရောကျွန်တော်ကပြောပြချင်တာပါအဲ့တော့ကျွန်တော် channel မှာဒီအပင်တွေကိုကျွန်တော်ဘယ်လိုပုံစံမျိုးနဲ့စိုက်ထားသလဲဆိုတာကိုကျွန်တော်နဲ့အတူတူလိုက်ကြည့်ဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာဟုတ်ကဲ့ဒါဆိုရင်တော့မြန်မာလျှောက်ပင်ပေါ့ဗျာဒါကိုင်းထုတ်ပင်ကိုကျွန်တော်မြေချစိုက်ရတာအရွက်တွေကမှအများနဲ့နှုတ်ပြီးတော့နော်အရွက်တွေအများနဲ့ထွက်နေတယ်ပင်ကလည်းဒါကြမ်းမာနဲ့ဒါခုနကလန်ဦးခင်ဗျခုနကလန်ဦးဖင်ဖောက်ပြီးတော့ကျွန်တော်မြေကြီးထဲမှာထည့်ထားတာအမှတွေ့မှာပေါ့ဒီမှာမြက်တွေအများကြီးရှိရနော်မြက်တွေဘေးဘက်လဲမှာအဲ့တော့ဒီမှာဆိုရင်ခုနကလန်ဦးရဲ့သူကအရှိကလောက်ရှိတယ်ဆိုတော့15လက်မရှိတယ်15လက်မရှိတာကိုကျွန်တော်ကဒီကနေပြီးတော့9လက်မလောက်ကိုကျွန်တော်ကမြေကြီးအပေါ်မှာထားပြီးတော့မြေကြီးနဲ့တညီခဲသွားထားလိုက်လို့ရှိရင်မြက်ပင်တွေကအထဲကိုအဲ့လိုဝင်ပြီးပေါက်မှာလို့ပန်းအိုးကိုအပေါ်ကနေပြီးတော့9လက်မလောက်နော်မြေကြီးပေါ်မှာထားပြီးတော့ပန်းအိုးဖင်ဖောက်ပြီးတော့အဲ့လိုချထားလိုက်တာအဲ့တော့အထက်ကပန်းအိုးထက်ကမြေကြီးတွေကမြေစီမြေဩဇာပါထားပြီးသားနော်ဒီမြေကြီးဒီအပြင်မြေကြီးနဲ့မတူဘူးနော်ဒီမြေကြီးနဲ့ဒီပန်းအိုးရမြေကြီးနဲ့လုံးဝမတူဘူးပန်းအိုးရမြေကြီးကဒါမြေစီမြေဩဇာပါတဲ့ဒါမြေကြီးပေါ့အဲ့မြေကြီးနဲ့ဒီစောက်ပင်ကရှင်းနေတာပေါ့အဲ့တော့ရေလောင်းတဲ့အခါမှာရေကိုကျွန်တော်ကရမ်းပြဆိုအပေါ်ကနေဒီလိုမျိုးဖြန်းချတာမျိုးလောင်းတာမဟုတ်ဘူးပိုက်နဲ့တိပြီးတော့ဒီအောက်ထဲကရေကိုဒီနှခမ်းရောက်တဲ့အထိငွေပဲလဲဖြစ်တော့ဗျာဒီနှခမ်းရောက်တဲ့ရေကိုဒီတိုင်ကြီးတဲ့ရေဖြစ်သလိုပြည့်အောင်လောင်းလိုက်လို့ရှိရင်သူကရေကအောက်ကိုဆင်းသွားတဲ့အခါမှာပန်းဦးတစ်လျှောက်ဆင်းသွားတော့ဒီအမြစ်ကရှောက်ပင်ရဲ့အမြစ်ကဒီရေကိုတရားရိုင်လုံးဆွတ်ယူဝင်ရတယ်နော်ပြီးတော့အဲ့ဒီရေကိုအဲ့ဒီအပင်ကပဲဒီရှောက်ပင်ကပဲဆွတ်ယူဝင်ရတယ်ဒီမြက်ပင်နေနဲ့လုံးဝမဆိုင်မြက်ပင်တွေကိုလုံးဝရေမလောင်းမိအောင်ကျွန်တော်သတိထားပါတယ်ဒီပင်ကတော့ဒါကျွန်တော်အသီးပြီးအပွင့်နေတဲ့ဒီတပြေပင်အကြီးရနေပြီးတော့အကိုင်းကိုမြစ်ထွက်အောင်နော်ကိုင်းထုတ်စီးပြီးတော့မြစ်ထွက်အောင်လုပ်ပြီးတော့ကျွန်တော်ဒါစိုက်ထားတဲ့ကိုင်းထုတ်တပြေပင်မှာအဲ့တော့သူကတိတ်မကြခင်အသီးတွေအပွင့်နေကွင့်တော့တီးတော့မယ်ပေါ့ဗျာအဲ့တော့သူ့ကိုဘယ်လိုစိုက်ထားလဲဆိုတော့ခုလိုမျိုးစပါစီမြက်တွေနော်မြက်တွေတားထူတဲ့ကျွန်တော် channel မှာဒီပင်ရဲ့အမြစ်ကိုမြက်တွေအနောက်ချက်မပေးနိုင်အောင်ဘူးဒီမှာတွေ့မယ်နော်ဒီက CB ပါပေါ့ဗျာဒီ CB ပါကိုကျွန်တော်ကထိတ်ကနေလဲဖြက်အောက်ကနေလဲဖြက်ပြီးတော့ဒီလိုပိုက်လုံးဒီလိုပုံစံမျိုးဖြစ်အောင်နော်ဒီလိုပုံစံမျိုးဖြစ်အောင်ကျွန်တော်ကထိတ်ကောဒီဘက်ကရောနှစ်ဖက်လုံးကိုဖြက်ပြီးတော့ဒီ CB ပါရဲ့အရှည်က2ပေရှိတယ်2ပေရှိတာအပေါ်က6လက်မလောက်ပဲဒီပေါ်မှာ6လက်မလောက်ပဲကျွန်တော်ခြံပြီးတော့ကျန်တဲ့ပိုက်အကုန်လုံးကိုကျွန်တော်မြေကြီးမှာမြုပ်ချလိုက်ရေရင်းအဝအကျယ်ကဘယ်လောက်လဲ16လက်မသူ့အချင်း16လက်မရှိတယ်မြေရင်းကိုတူးလိုက်တယ်အနက်ကဘယ်လောက်တူလဲ18လက်မတူးလိုက်တယ်အဲ့တော့ CB ဘာ2ပေရှိတယ်ဆိုတော့ဘောကနေပြီးတော့6လက်မခြံတယ်ပေါ့ဗျာအဲ့တော့အဲ့6လက်မခြံပြီးတော့ဒီ CB ဘာကိုမြေကြီးနဲ့ပြုတ်ပလိုက်ပြုတ်ပြီးတော့မှကျွန်တော်ကဒီပြေပင်ကိုကျွန်တော်ဒီ in-ground body mix ပေါ့နော်ဒီ Home Depot ကိုပါတောက်ဝယ်လို့ရတယ် Lowe's တို့ Home Depot ကိုပါ in-ground body mix ကိုထည့်ပြီးတော့ဒီပြေပင်ကိုစိုက်တာအဲ့တော့ဒီပြေပင်အနေနဲ့ကတော့ကျွန်တော်လောင်းလိုက်တဲ့ရေကိုဘယ်လောက်ကြီးစုပ်ယူရင်းရလဲမြေဩဇာဘယ်လောက်စုပ်ယူရင်းရလဲဆိုတာကိုကျွန်တော်ပြမယ်နော်ဒါဆိုရင်ဇီးပြူပင်ကြဒါကဒီမြန်မာတွေဇီးပြူစီတနတ်တို့လောက်စားတဲ့တော့ပြုတ်စားတဲ့နော်ဇီးပြူပင်ပေါ့သူလဲလိုပဲနော်ဒီ15ခန်းလောက်ထဲမှာကျွန်တော်ဖင်ဖောက်ပြီးတော့ပန်းကိုဖင်ဖောက်ပြီးတော့တွင်းတူးပြီးတော့ညီပေါ်မှာမြက်ပင်တွေဝင်မပေါက်အောင်ညီပေါ်မှာပန်းဝေးရဲ့ပေါင်ကိုကျွန်တော်ဘလောက်ခြံထားလဲ4လက်မှ5လက်မှလောက်ခြံပြီးတော့ဒီမှာထည့်ဆဲလိုက်တယ်အဲ့တော့ဒီမြစ်တွေကမြေကြီးအောက်ကိုဒီ15ခန်းလောက်ဝေးရဲ့အမြင့်ကဘလောက်ရှိလဲ16လက်မှလောက်ရှိတယ်16 19လက်မှလောက်ရှိတယ်အဲ့တော့မြေကြီးအောက်16 19လက်မှလောက်ဒီမြက်တွေရဲ့အမြင့်တွေကမရောက်ဘူးမရောက်တော့အဲ့တော့ဒီဇီးပြူဝင်ရဲ့အမြင့်ဒီလွတ်လွတ်လပ်လပ်နဲ့သူမြေအောက်မှာမြေကြီးမြေဩဇာ
နော်ဒီပန်းဝရမြေကြီးမြေဩဇာတွေကိုလည်းပဲသူပြေဝဆုပ်ယူဝင်ရမယ်အပင်ကိုရေလောင်းတဲ့အခါမှာလည်းပဲလောင်းလိုက်တဲ့ရေရဲ့တရားရင်လုံးကိုဒီစီယူဝင်ရဲ့အမြင့်တွေကဆုပ်ယူဝင်ရမယ်အဲ့ဒါကြောင့်မို့ဒီနည်းရဲ့စိုက်တာဒီဒါမြေစီမြေဩဇာကိုလည်းနော်အလဟတ်မဖြစ်အောင်ရေကိုလည်းအလဟတ်မဖြစ်အောင်ပြီးတော့ဒီမြက်တွေရဲ့အပင်ကမြက်တွေအထက်ကိုဝင်ပြီးတော့ပေါက်တဲ့ရန်ကလည်းကာဝယ်ပြီးသားဖြစ်အောင်ကျွန်တော်ဒီလိုစိုက်တာပါဒါဆိုရင်ဆွဲတော့ခရမ်းအောင်ပေါ့ဗျာဒါဆိုရင်နွေစတွေကကျွန်တော် spring စတွေကနေပြီးတော့မြေချစိုက်ကြတာကြည့်အဲ့ဒါ6လရှိတဲ့ဒီတိုင်အောင်မှဒီရွယ်ပဲဒီရွယ်ပဲအဲ့ဒါဘာဖြစ်လို့ဖြစ်လဲဆိုတော့ကျွန်တော်သိတယ်ဟုတ်လို့ဆိုတော့ဒီမှာမြက်တီသူ့အမြစ်ကိုအောက်မှာထွေးနေတာထွေးနေတော့မြက်တီကခြေလောင်းရင်အဲ့ဒီခြေတွေကိုမြက်တီကပဲတော့ဟိုဝိုင်းပြီးတော့တောက်တယ်တော့မြေကြီးမျိုးဆိုတော့ကျွန်တော်မကြွေးပါဘူးမကြွေးဘူးဆိုတာဟိုကြွေးတယ်မြက်တီလည်းရမှာဆိုတော့ဒါဒီပြန်တူးထုတ်ပြီးပန်းဦးထဲမှာပြန်စိုက်ပြီးတော့5 လလောက်ပန်းဦးထဲမှာပြန်ပြီးတော့သူ့ကိုတော့ပြန်ကုရတာပေါ့ဗျာကုစားပြီးတော့အမြစ်တွေတန်အောင်ပြန်ပြီးကုစားပြီးတော့ကျွန်တော်ပန်းဦးထဲမှာထားပြီးတော့တန်ပြီးဆိုမှနောက်တစ်ခါအဲ့လိုမြေကြီးထဲမှာပန်းဦးမြုပ်ပြီးတော့စိုက်ရမယ်အနေထားပေါ့ဗျာဒီပင်ကအဲ့ဒါမြက်တီကြောင့်သူကမကြီးတာ6 လရှိပြီနော်ဒီရွယ်ပဲတခြားစီပြုပင်နေနေတိုင်းပါပဲဒီမှာလဲယူဇနာပင်နော်ယူဇနာပင်နေတာ15 လဟိုထဲမှာထည့်စိုက်ထားတယ်ယူဇနာပင်နေဒီလိုပဲဒါကတော့ဟိုမြေချစိုက်မစိုက်တော့မသေးကြသေးဘူးတစ်ချိန်ကြာရင်ဘာကြောင့်လဲဆိုတော့ယူဇနာပင်အမြစ်တီသူကဟိုအပင်သာကြီးပြီမယ်အမြစ်ကယူဇနာပင်ကအမြစ်အများကြီးကြက်တဲ့တမျိုးမဟုတ်တဲ့အတွက်ကြောင့်မို့ကျွန်တော်ကသူတို့ကိုဒီ15 လဟိုထဲမှာပဲထားရင်လည်းထားပါပါဗျာဒါဟိုဒါယူဇနာပင်နေဟိုမှာယူဇနာပင်ဒါအကြီးဆုံးယူဇနာပင်ကိုက်ထုတ်ထားတာရှိဒါယူဇနာကိုက်နေကျွန်တော်ထုတ်ထားတာမနေ့ကမှထုတ်ထားတာယူဇနာကိုက်ဒါက25 ကအိုးထဲမှာနော်ထည့်ဆိုင်ထားတာ3 နှစ်ကိုကဒါဒီ channel ကိုပြောင်းလာတော့ဟို25 ကဟိုဖေဖွင့်ပြီးတော့ကျွန်တော်မြေချဆိုင်တာဒါကျွန်တော် channel ကအကြီးဆုံးယူဇနာပင်ကြီးနော်မြန်မာယူဇနာပင်ထိုနည်းလည်းကောင်းပဲဒီကျွန်တော်ဘဲပင်ကိုမြေချဆိုင်တယ်ဆိုတော့ဒါကတနခါပင်နော်တနခါပင်နေ12 ရာသီတနခါမြေရဖို့မြေရဝင်တဲ့12 ရာသီတနခါအဲ့တော့တနခါပင်နေလေဒီလိုမျိုးပဲအောက်ရှင်မှာကြည့်15 ကဟိုထဲမှာအိုးဖေဖွင့်ပြီးတော့တနခါပင်ကိုအဲ့လိုစိုက်ကြတာရှိရတယ်ဒီဘက်မှာကယူဇနာနောက်တော့မင်း15 ကဟိုထဲမှာထည့်ပြီးစိုက်ကြတာနော်ဘာမြက်ပင်ရဲ့နှောင်းရှက်ကိုမှနော်မရဘူးဒီပင်ကအစိတ်ချမ်းသာစွာနဲ့ဥသာသူကြီးထွားနိုင်တယ်နော်အပွင့်နေလည်းအမြဲတမ်းပွင့်တာဒီတရားဒါဒီယူဇနောက်ပါရှိသေးတယ်နောက်ပိုင်းမှာရှိတဲ့အပင်တွေကဒီမှာစားကီလိုမလကာပဲနော်မြက်တွေကဒီနေရာမှာပဲရှိတာအထဲဝင်အဲ့ဒါထဲဝင်နေမြက်တွေတပင်စဆိုလို့ရှိရင်လည်းဆွဲထုတ်ပြလိုက်အောင်ပဲအဲ့ဒါ15 ကကိုမြေချဆိုင်တာကီလိုမလကာဒါကြတော့စကစိကိုကြတော့9 ကကိုဒီကရှိတော့စိုက်တော့9 ကကိုဟိုပဲရှိတယ်15 ကကိုလက်ထဲမရှိတော့9 ကကိုဖင်ဖောက်ပြီးတော့အဲ့လိုစိုက်တာဒါကဘာပင်လဲစကစိမယ်ဒါကြီးစကစိမယ်ပြီးတော့ဗာရှိသေးတယ်မြေချဆိုင်ဖို့ရှိတာကဒါကစီစောဝါတကယ်စီစောဝါမျိုးကောင်းနော်ဒီကစီစောဝါတပင်းတိုင်းစီစောဝါသူကအပင်အမြင့်မျိုးနော်အရေးလေးရတယ်စီစောဝါသူ့လဲ15 ကဟိုတစ်ချိန်ကြရင်သူ့လဲအိုးဖောက်ပြီးတော့အောက်ခြေကဖောက်ပြီးမြေချဆိုင်ကွာတော့အကြီးဆုံးကဒါပါတယ် Chinese elm လို့ခေါ်တယ်မြန်မာလိုဘယ်လိုခေါ်လဲမသိဘူးဒါက25 ကလည်းအိုးနော်ဒီအပင်မြေချဆိုင်တော့တွင်းတူးထားတဲ့ဗီဒီယိုတော့မှကျွန်တော်ရဲ့ Facebook page မှာရှိပါတယ်တကယ်အရေးရပြီးတော့နော်ဒီပင်ကအပင်လိုက်ကြီးဝယ်လိုက်တာအကြီးကိုဝယ်ပြီးတော့စိုက်တာလား Chinese elm နော်အရေးလဲရတယ်ဟိုကအရွက်ကြွရင်လဲစောင်းနှုတ်မဲ့အရွက်ကမြေဩဇာရတယ်ဆိုတဲ့တကြောင်မို့ဒီပင်ကိုစိုက်တာလားအလားတမ်းမဖြစ်ဘူးဒါ25 ကဟိုထဲမှာစိုက်ထားတယ် Chinese elm လို့ခေါ်တယ်နော်ဟိုဘက်မှာကျွဲကောပြီး15 ကဟိုထဲမှာအိုးပင်ဖောက်ပြီးတော့နေချစိုက်ထားတယ်အပင်ကအကြီးပဲဒီမှာနော်ဘာမြက်မှမရှိဘူးထဲမှာဘာမြက်မှမရှိဘူးမြက်ဒီအပင်မှာပေါက်နေတာအဲ့လိုမျိုးပဲဒါကအဲ့လိုစိုက်လို့လဲဒီမှာအပင်ကအကြီးအတက်မြန်တယ်ပေါ့ဗျာဒီမှာအပင်ကြီးပဲဗီဒီယိုဆုံးထိကြည့်ရှုအားပေးတဲ့အကြောင်းမို့ကျေးဇူးတင်ပါတယ်ခင်ဗျာအခုလိုအပင်စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ဗီဒီယိုတွေကိုတော့အမြဲတမ်းကြည့်ရှုဖို့အတွက်ဒီကျွန်တော်ရဲ့ကြော်တင်ကား page ကိုရော Burmese Garden USA page ကိုရော like and follow လုပ်ထားကြဖို့အတွက်လည်းတိုက်တွန်းလိုပါတယ်ဟိုပြီးတော့အပင်စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ဘယ်လိုအကြောင်းအရာတွေကိုသိချင်တယ်လဲကျွန်တော်ဘယ်လိုဗီဒီယိုမျိုးတွေဖန်တီးပေးရမလဲဆိုတာကိုလည်းပဲအောက်က comment မှာအကြံပြုသွားလို့လည်းရပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာ